လူတိုင်းဟာပါရမီရှင်နေပါပဲဒါပေမဲ့ငါးတစ်ကောင်ရဲ့အောင်မြင်မှုကိုတစ်ပင်တက်နိုင်တာနဲ့တိုင်းတာစီစစ်မဲဆိုရင်တော့အဲ့ဒီငါဟာတသက်လုံးသူ့ကိုယ်သူတုံးအားအကောင်တစ်ကောင်လို့သတ်မှတ်သွားပါလိမ့်မယ်မလိုအပ်ပဲသူတစ်ပါးနဲ့ခိုင်းနိုင်ပြီးတော့ကိုယ့်အောင်မြင်မှုကိုမရှာပါနဲ့မိမိရဲ့ဗီဇဝါသနာအထာချက်ကဘာလဲဆိုတာသိရှိအောင်လုပ်ပြီးတော့အဲ့ဒီလမ်းကြောင်းမှာအကောင်းဆုံးဖြစ်အောင်စူးစမ်းလှုပ်ဆောင်ခြင်းကစစ်မှန်တဲ့အောင်မြင်မှုဖြစ်ပါတယ်တဲ့ဒါအိုင်းစတိုင်းပြောထားတဲ့စကားလေးလူတိုင်းမှာမွေးရပါစွမ်းရည်တစ်ခုစီပါလာကြတယ်တဲ့တချို့ကပညာရေးမှာထူးချွန်ကြတယ်လို့တချို့ကအားကစားမှာထူးချွန်တယ်တချို့ကလူမှုဆက်ဆံရေးမှာကျွမ်းကျင်တယ်လို့တချို့ကလက်မှုပညာမှာကျွမ်းကျင်ကြတယ်နယ်ပယ်အသီးသီးမှာပါရမီအမျိုးအစားလိုက်ထူးချွန်ကြပါတယ်တဲ့ဒါကြောင့်လူတစ်ယောက်ဟာစာမတော်ယုံနဲ့10တန်းမှာဂုဏ်ထူးမပါယုံနဲ့နယ်ပယ်တစ်ခုခုမှာမအောင်မြင်နေတာနဲ့ပဲဒီလူကတော့ညံ့လိုက်တာလို့ဆုံးဖြတ်ပြီးသတ်မှတ်လို့မရဘူးတဲ့ငါးတစ်ကောင်ရဲ့ဗီဇနဲ့စွမ်းရည်ကရေကူးကျွမ်းကျင်တာဖြစ်တယ်လို့ငှက်တစ်ကောင်ရဲ့ဗီဇနဲ့စွမ်းရည်ကတော့အမြင့်မှာပြန်တန်းတတ်တာမျိုးပဲတဲ့ဒါကြောင့်အောင်မြင်မှုကိုပြန်တန်းတတ်တာနဲ့တိုင်းတာမဲဆိုရင်တော့ငါအတွက်ကဘလို့မှမညီမျှတဲ့စိတ်ဆော်မှုတစ်ခုဖြစ်သွားနိုင်တယ်တဲ့အိုင်းစတိုင်းကထပ်ပြောသေးတယ်ကျွန်တော်ဟာတာမန်ထက်ပိုတော်နေတာမဟုတ်ပါဘူးပြဿနာတစ်ခုခုနဲ့ရင်ဆိုင်ရတဲ့အခါအဲ့ဒီပြဿနာနဲ့အတူတူအချိန်ကြာကြာပေးပြီးတော့အဖြေရှာတတ်ရုံမျှတာဖြစ်ပါတယ်အနည်းချုပ်ပြောပြရရင်တော့မြင်သူနဲ့ဆုံးရှုံးပျက်စီးသူတွေရဲ့ကြားထဲကကွာခြားချက်ကညင်ရီကြောင့်မဟုတ်ပဲအခက်အခဲကြုံရတဲ့အခါမှာဘလောက်အထိဇွဲရှိရှိစိတ်ရှည်လက်ရှည်အဖြေရှာနိုင်တယ်လဲဆိုတာပုံမှာပဲမူတည်ပါတယ်တဲ့ဒီစကားလေးကလည်းအိုင်းစတိုင်းရဲ့ quite တွေကအရန်ကြိုက်တာလေးမျိုးညှိပြီးလိုက်ပါတယ်ရှင်အားလုံးပဲပိုင်းဒီနေ့တော့ဒီလောက်ပါပဲရှင် daily blog နဲ့ game effect လေးအတွက်ကျွန်တော် follow ထားနော်